ဒီ story နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုဆရာပြောခဲ့တဲ့နော်ဒီကိုလုပ်ငန်းရဲ့အမြတ်ကကိုဇက်ဖို့တယောက်ရဲ့ပေါ့နော်လက်ထဲမှာကိုလက်ထဲမှာရှိနေရမယ်ဆိုတော့စကလုံးကလည်းတကယ်တော့ဟက်တီးရဲ့စကလုံးဖြစ်ခဲ့ပါတယ်ဒီစားဆရာဗန်နိုင်နဲ့ပဲမှာပေါ့နော်ပြည်ုံရှိပြီးသား professional တယောက်ဖြစ်ပေမဲ့ပေါ့နော်ဘာကြောင့်ဒီ CFO program ကိုတက်ရောက်ဖို့ဆုံးဖြတ်ခဲ့ရဆိုတာဒီလုံးတိပြရလေးပြဟုတ်ကဲ့ဗန်နိုင်နဲ့ပဲမှာတွေ့ကြုံရှိပြီးသားဆိုပေမဲ့ပေါ့နော်ကျွန်တော်ပညာဆိုတာကလေ့လာသင်လို့ကုန်သွားတဲ့အားမျိုးမဟုတ်ဘူးပေါ့လေအဲ့တော့ကိုယ်တိုင်လည်းကျွန်တော်တို့ဒါစဉ်ဆက်မပြတ်အနေနဲ့လေ့လာပြီးတော့သင်ယူဖြစ်နေတယ်ဆိုတော့လေ့လာသင်ယူတဲ့အခါမှာဘာသိလာလဲဆိုလို့ရှိရင်ကိုလေ့လာသင်ယူကိုသိထားတာကကိုသိထားတဲ့အရာတွေကဘာမှမဟုတ်သေးဘူးပေါ့နော်အဲ့တော့ပို့ပြီးတော့လေ့လာသင်ယူနေကိုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသင်တန်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီသင်တန်းကိုအဓိကရွေးချယ်ပြီးတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒါ resource person ပေါ့နော်ဆရာတွေရဲ့ဒီအတွေ့အကြုံတွေလုပ်ငန်းအတွေ့အကြုံတွေသင်ကြားရေးအတွေ့အကြုံတွေကိုအဓိကကျွန်တော်တို့ဒါထားပြီးတော့ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ဥပမာပြောရရင်ဆရာဦးတော်မောဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီအကြံပေးလုပ်ငန်းအတွေ့အကြုံတွေနောက်ပြီးတော့သင်ကြားရေးအတွေ့အကြုံတွေအများကြီးရှိတယ်။အဲ့တော့ဆရာကြီးကနေကျွန်တော်တို့လုပ်ငန်းအတွေ့အကြုံတွေကျွန်တော်တို့အတွက်အသုံးဝင်မဲ့ဒီအကြောင်းအရာအများကြီးကြားရနိုင်တယ်လို့ယုံကြည်ရတယ်တခုပေါ့နော်။နောက်ဆရာတယောက်ပြောလို့ဆရာဦးဝင်းတန်းပေါ့။ဆရာဦးဝင်းတန်းဆိုလို့ရှိရင် CFO role မှာဒါဒီဝါရင်တပါရင်ဆရာတယောက်ဖြစ်တယ်ဆိုတော့ဆရာကြီးကနေဒီ CFO အနေနဲ့ CFO တယောက်အနေနဲ့ပေါ့နော်။ဆိုတော့ဘာတွေလုပ်ရတယ်ဘယ်လိုလုပ်ရတယ်ဘယ်လိုကျွန်တော်တို့ရက်တီးရမလဲဆိုတာတွေကိုဒါကျွန်တော်တို့လေ့လာသင်ယူရမယ်လို့ယုံကြည်ရတဲ့အကြောင်းကျွန်တော်တို့ကဒီသင်တန်းကိုရွေးချယ်ဖြစ်တာပေါ့။အဲ့တော့ထို့ပြင် plus ဘာပြောလို့ရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ excellent choice လို့မျိုးပေါ့နော်ကျွန်တော်ဒါဒီ accounting and finance professional မွေးထုတ်ပေးနေတဲ့အကြောင်းကသင်တန်းဖြစ်တယ်accreditation မှကြည့်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆို ICN က endorsement လုပ်မဲ့သင်တန်းဖြစ်တယ်ထို့ပြင်ဒီ CFO plus ကနေပြီးတော့ကျွန်တော်တို့ဒါဒီ finance နဲ့ပတ်သက်တဲ့ advanced level ပေါ့နော်ဆိုတော့ဒီလိုမျိုးအကြောင်းအရာတွေဒီ theory တွေ concept တွေเนาะစသဖြင့်ဒါတွေကိုကျွန်တော်တို့သင်ကြားရမှာဖြစ်လို့ကျွန်တော်ကဒီသင်တန်းကိုရေးပြတာဖြစ်ပါတယ်ဆရာအနေနဲ့လက်ရှိမွမ်းမှာ financial consultant အနေနဲ့တာဝန်ယူရတဲ့အခါမှာဒီသင်တန်းကရတဲ့အသိပညာတွေကဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာလေးပြောပြပါဦးလက်တလုံးမှာကျွန်တော်ဒီမိုးပါဝင်ပေါ့နော်ကျွန်တော် client ၄ယောက်ရှိပါတယ်အဲ့တော့ဒီ client တွေအတွက်ကျွန်တော်ဒီ financial consulting ဆောင်ရွက်ပေးနေတဲ့အခါမှာအခုဒီသင်တန်းမှာသင်ကြားတက်မြောက်ခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်တို့အများကြီးထောက်ပံ့ဖြစ်ပါတယ်အဲ့တော့ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံလိုမျိုးပေါ့နော်ကျွန်တော်တို့ဒါနိုင်ငံငွေချေးဈေးကမတည်ငြိမ်တဲ့အနေအထားမျိုးကိုကျွန်တော်ကြုံရတယ်ဒီလိုမျိုးဖြစ်တဲ့အခါမှာ hedging method လို့ပေါ့နော်ကျွန်တော်တို့ဘယ်လိုကာကွယ်မလဲဆိုတဲ့ဟာတွေပေါ့နော်ဘယ်လိုကိုယ်ကုမ္ပဏီတွေ favorable ဖြစ်အောင်ဘယ်လိုလုပ်မလဲပေါ့ဒါတွေကကျွန်တော်တို့အတွက်အရေးကြီးပါတယ်အဲ့တော့တို့ပြင်ကျွန်တော်တို့ဆက်ဆက်ပြီးတော့ NOP ပေါ့နော် net open ဒီ position လိုမျိုး concept တွေဒီသင်ရတဲ့အတွက်လည်းဒါကျွန်တော်တို့လက်တွေ့မှာအများကြီးကျွန်တော်တို့အသုံးပြုနိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တို့သိရပါတယ်။နောက်တော့တို့ပြင်ကျွန်တော်တို့ဒါအသေးသေးပြောရမယ်ဆိုလို့ရှိရင် costing method တွေနောက်ပြီးကျွန်တော်တို့ဒါ budgeting နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ valuation တွေနောက်ပြီးတော့ cost of capital ထွက်တာတွေစသဖြင့်ဒါတွေကတကယ်တော့တခြားသင်တန်းတွေမှာလည်းကျွန်တော်တို့ဒါတွေကပါမှာပေါ့နော် calculation ပိုင်းတွေဒါပေမဲ့ဒီမှာကကျွန်တော်တို့ဒါ real case story ပေါ့နော်ဆရာတွေကတကယ်ပြင်မှာဖြစ်ပျက်နေတဲ့သူတို့ကိုယ်တိုင်အသုံးပြုနေတဲ့ကျွန်တော်တို့ဒါ case တွေကိုမူတည်ပြီးတင်ပေးတာဖြစ်တော့လက်တွေ့မှာတော့ကျွန်တော်ပြန်ပြီးတော့အသုံးချနိုင်တဲ့အပိုင်းမှာပုံပြီးထိရောက်တယ်လို့ကျွန်တော်တို့ဒါ user တွေပေါ့နော်ယုံကြည်တယ်ပေါ့အဲ့တော့အဲ့လိုမျိုးအကြောင်းအရာတွေကျွန်တော်တို့ထောက်ပို့တွေအများကြီးဖြစ်တယ်ကျွန်တော်တို့အလုပ်ငန်းအတွက်ပေါ့နော်ကိုယ်လုပ်ငန်းအတွက်လည်းထောက်ပို့အများကြီးဖြစ်တယ်ထို့ပြင် plus ကိုလည်း confidence ပို့ပြီးတော့ရှိလာတယ်ပေါ့နော်ဒီတင်တက်မြောက်မှုကနေကျေးဇူးပါဗျကျေးဇူးပါဆရာသင်တန်းမှာသင်ကြားရတဲ့ real case study တွေကဆရာအတွက်စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုပြောပြပေးပါလားဟုတ်ကဲ့ကျွန်တော်တို့ဒီသင်တန်းမှာပေါ့နော်ကျွန်တော်စိတ်ဝင်စားဆုံး story ပေါ့နော်ကျွန်တော်တို့တကယ်လည်း land လုံးနိုင်ခဲ့တဲ့ story လို့ပြောရင်တော့ဆရာဦးနိုင်မောင်ကျွန်တော်တို့ပြောပြခဲ့တဲ့ story တခု case story တခုပေါ့နော်ဆိုတော့ဘာ case လဲဆိုဆရာကသူကိုယ်တိုင်လည်းပေါ့နော်တာဝန်ယူပြီးတော့ဆောင်ရွက်ပေးနေတဲ့ဒီလောက်စားစီဖြန့်ချီရေးလုပ်ငန်းမှာပေါ့နော်ဒီ net open position NOP ကိုအသုံးချပြီးတော့နော်ဆိုတော့အမြဲတမ်းပေါ့နော်ဒီအမြတ်ထွက်နေအောင်အမြဲရနေအောင်လို့သူစီမံနိုင်ခဲ့တဲ့ case story ကတော့ကျွန်တော်တို့အမှတ်တရအဖြစ်ဆုံးပါပဲဒီ story နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုဆရာပြောခဲ့တဲ့နော်ဒီကိုလုပ်ငန်းရဲ့အမြတ်ကကိုဇက်ဖို့တယောက်ရဲ့ပေါ့နော်လက်ထဲမှာရှိနေရမယ်ဆိုတော့စကလုံးကလည်းတကယ်တော့ဟက်တီးရဲ့စကလုံးဖြစ်ခဲ့ပါရဲ့ကျေးဇူးပါဆရာ
financial consultant အလုပ်တစ်ဖက်နဲ့သင်တန်းတက်ရတဲ့အခါ EC ရဲ့တင်ကြားမှုစနစ်ကဘယ်လောက်ထိ flexible ဖြစ်တယ်လို့ခံစားရလဲဆရာ။ တကယ်တော့ဒီသင်တန်းကအရင်ကြီးpressure ဖြစ်စေပေါ့နော် flexible ဖြစ်တယ်လို့ပြောရမှာပါဘာလို့လဲဆိုရင်ကျွန်တော်တို့ဒါတပတ်ကိုပေါ့နော်တရက်မှာ4နာရီပေါ့တရက်ကလည်း Sunday တရက်ပြီးတဲ့အခါကျတော့ရုပ်ပေးရဲဆိုတော့ကျွန်တော်တို့အရင်အဆင်ပြေတယ်ထို့ပြင်ကျွန်တော်တို့နောက်ပြီးတော့ဒါ in-person အပြင်ကို delay video ကြည့်ရတာလည်းရှိတယ်ပေါ့နော် delay video ကတော့ကျောင်းကနေပြီးတော့ဒါပို့ပေးတယ်ကျွန်တော်တို့အားတဲ့ချိန်ကျွန်တော်တို့အဆင်ပြေတဲ့ချိန်မှာကြည့်ထားလို့ရတဲ့အခါကျတော့ in-person campus ပဲဖြစ်ပေါ့နော်ကျွန်တော် delay video ကြည့်ရတာပဲဖြစ်နှစ်ခုလုံးကတော့ကျွန်တော်တို့အတွက်တော်တော်လေးflexible ဖြစ်တယ်အဆင်ပြေတယ်လို့ပြောလို့ရပါတယ်ဗျာနောက်ဆုံးအနေနဲ့ပေါ့နော်ဘယ်နိုင်နဲ့ပဲမှာအောင်မြင်ခြင်းတဲ့သူတွေကိုဘယ်လိုများအကျဉ်းပြုခြင်းပါလဲဆရာဟုတ်ကဲ့အဲ့တော့တကယ်တော့ကိုယ်တိုင်လည်းဒီဗန္ဒာရေးနယ်ပယ်မှာ professional တယောက်ဖြစ်ဖို့အတွက်စ조사နေစေပေါ့နော်စ조사နေစေအခြေအနေပဲရှိပါတယ်ဗျဆိုတော့ဒီဗန္ဒာရေးနယ်ပယ်မှာအောင်မြင်နေတဲ့လူတွေဘယ်လိုလုပ်ပါဘာတွေလုပ်ပါဆိုတာထက်ပေါ့နော်ကျွန်တော်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်လူတယောက်ပေါ့နော်ဆိုတော့ဒီနယ်ပယ်တစ်ခုမှာအောင်မြင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှတ်သားထားတဲ့စကားလေးတစ်ခုပြန်ပြီးလက်ဆောင်ပေးခြင်းပါတယ်ဗျအဲ့တော့စိုင်းဆရာပေါ့နော်ဆရာတင်ညွန့်ကဆရာတင်ညွန့်ရဲ့အမေကဆရာကိုအဆုံးမခဲ့တဲ့စကားလေးပါဒါဆရာရဲ့ဟောပြောပွဲတစ်ခုမှာကျွန်တော်ဒါကြားမိတာပေါ့လေအဲ့တော့ဘာပြောလဲဆိုတော့စသုံးလုံးကိုဆောင်ပါဘောနော်စသုံးလုံးဆိုတော့ပထမစကတော့ကျွန်တော်ဒါဘယ်လုပ်လို့ပေါ့နော်ဘယ်လုပ်စူးဆိုင်ဆိုင်နဲ့ကျွန်တော်တို့ဒါလုပ်ဖို့လိုတယ်ဒုတိယစကတော့ကျွန်တော်တို့ဒါနေရာမှာပဲဖြစ်ဖို့ဆွဆွမြင်းပေါ့နော်ဒီလုပ်ဖို့လုပ်ပြီးဆွဆွမြင်းကျွန်တော်တို့လုပ်ဖို့လိုတယ်နောက်ဆုံးနော်တတိယစလုံးကတော့ဘာလဲဆိုရှင်တော့ဘယ်လုပ်လို့ကိုလုပ်တဲ့အလုပ်ကိုစေတနာပါနဲ့လုပ်ပါလို့ကျွန်တော်တို့ဒါစကားလက်ဆောင်ပါကြပါကြ